အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စီသူပိုင်းပါကျွန်တော်ဒီသင်ခန်းစာမှာ Java multi-threading သင်ခန်းစာအပိုင်း3ကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်ဒီသင်ခန်းစာမှာကျွန်တော်သင်မယ့်အကြောင်းက synchronize keyword တွေကိုအသုံးပြုနေသင်ပေးမယ် synchronize method ပေါ့နော် method မှာ synchronize keyword ကိုသုံးလိုက်ခြင်းအပြင်ဘယ်လိုပို့ပြီးတော့ထူခြားသွားလို့ဘယ်လိုအခြေအနေမျိုးမှာသုံးသင့်တယ်လို့နော်အဲ့လိုမျိုးကျွန်တော်သင်ပေးမှာဖြစ်တယ်ဒီသင်ခန်းစာကိုကျွန်တော်စတင်လိုက်အောင်အခုကျွန်တော်ဒီမှာ app ဆိုတဲ့ class တစ်ခုကျွန်တော်တည်ဆောက်ထားတယ် i class ထဲမှာ main method တစ်ခုရှိတယ်เนาะကျွန်တော်အခုဒီ app ရဲ့ object ကိုပြန်ပြီးတော့ကျွန်တော် instantiate လုပ်မယ် app equal app new app ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် method တစ်ခုသုံးချင်လို့အဲ့ method ကိုကျွန်တော်ပြန်ခေါ်တဲ့အခါကျရင်အဲ့ method က static method မဟုတ်ဘူး static method မဟုတ်တဲ့အတွက်ကျွန်တော်က object ဆောက်ပြီးမှခေါ်လို့ရမှာဖြစ်တယ်เนาะအောက်မှာကျွန်တော်က public public void void counting ဆိုတဲ့ method တစ်ခုဒီ counting ဆိုတဲ့ method ကိုကျွန်တော်ကနေလှမ်းခေါ်မယ် counting အဲ့ဒီကညာကျွန်တော်ခေါ်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် object เนาะဒီဘက်က method က static method မဟုတ်ဘူး main method က static method ဖြစ်နေတယ်အဲ့ဒီတော့ကျွန်တော် static method မဟုတ်တဲ့ method ကို static method ကနေခေါ်မယ်ဆိုရင် object တိဆောက်ပြီးမှခေါ်လို့ရတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီမှာ object တိဆောက်ထားတာ okay အဲ့တော့ကျွန်တော်ဘယ်လိုပြန်ပြီးရေးရမလဲဆိုရင် app.counting okay counting counting နော်ဒီမှာကျွန်တော်ပြန်ပြပါမယ်နော် counting error ပြနေ okay နော်အဲ့ဒါကြောင့်မို့ကျွန်တော် object တိဆောက်လိုက်တာဖြစ်တယ်ပြီးရခါကျရင်ကျွန်တော်ဒီအပေါ်မှာကျွန်တော် variable တစ်ခုတည်ဆောက်မယ် private integer count count ရဲ့တန်ဖိုးကျွန်တော်0လို့သတ်မှတ်ပေးလိုက်မယ် okay အဲ့တော့ counting ဆိုတဲ့ method ကဘာလုပ်မှာလဲဆိုရင်ကျွန်တော်ဒီ count ရဲ့တန်ဖိုးကို1000ထိရောက်အောင်ရည်တွက်မယ်အဲ့လိုရည်တွက်တဲ့အခါမှာကျွန်တော် main thread ထဲမှာမရည်တွက်ဘူးเนาะmain thread ထဲမှာမရည်တွက်ခဏလေးကျွန်တော်အခုလောလောဆယ် main thread ထဲမှာအရင်ရည်တွက်မယ် integer I 0 I က1000ထက်ငယ်သေးလို့လုပ်မယ်ပြီးရင် I plus okay ပြီးရင် count plus ဒီ counting ရည်တွက်ပြီးပြီဆိုတာနဲ့ကိုကျွန်တော်က main thread ထဲမှာရည်တွက်ပြီးပြီဆိုတာနဲ့ကျွန်တော်အောက်မှာ sysout count ရဲ့တန်ဖိုးကိုပြမယ် count count is ရဲ့တန်ဖိုး plus count ပြီးကျွန်တော် save လိုက်မယ် counting ကိုခေါ်ထားတယ်ဟုတ်ကဲ့ run ပြီနော် count is ဆိုပြီးတော့နော်အချိန်1000 looping ပတ်လိုက်တာတအားမြန်ပါတယ်အဲ့ဒီအတွက်ချက်ချင်းကိုပဲတန်းပြီးတော့ count is ဆိုပြီးတော့1000ဆိုတဲ့တန်ဖိုးထွက်လာတယ်နော်တကယ်လို့ကျွန်တော်အချိန်2000 looping ပတ်မယ် save မယ် run ကြည့်မယ် count is 2000 okay နော်အဲ့ဒါကြတော့ကျွန်တော်တို့ကနော်ဒီအချိန်1000 looping ပတ်တာကနော်ဘယ်မှာအလုပ်လုပ်တာလဲဆိုရင် main thread ထဲမှာအလုပ်လုပ်တာဘာကြောင့် main thread ထဲမှာအလုပ်လုပ်တယ်လို့ပြောလို့ရလဲဆိုရင်ဒီမှာ main method ကနေလှမ်းပြီးတော့ဒီ counting ကိုခေါ်ထားတယ်အဲ့တော့ counting ကဒီ main method ထဲမှာအလုပ်လုပ်တယ်အဲ့ဒီအတွက် main thread ထဲမှာအလုပ်လုပ်တယ်အဲ့တော့ကျွန်တော်ကအချိန်1000 looping ပတ်တဲ့ဟာကိုเนาะကျွန်တော်က main thread ထဲမှာအလုပ်မလုပ်ဘဲနဲ့တည်တံ့ thread တစ်ခုတည်ဆောက်ပြီးအဲ့ thread ထဲမှာကျွန်တော်အလုပ်လုပ်စေချင်တယ် thread t1 လို့ကျွန်တော်နာမည်ပေးလိုက်မယ် equal new thread thread တွေကိုစတင်တဲ့အခါမှာဘယ်လိုစတင်လဲဆိုကျွန်တော်သင်ထားပြီးသားရှိရဲအခုက run able ကိုကျွန်တော် run able interface ကိုသုံးပြီးတော့ thread တွေကိုကျွန်တော်စတင်တဲ့ပုံစံလုပ်မယ် run မယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ခုနကရည်တွက်တဲ့လုပ်ငန်းစဉ်ကိုကျွန်တော်ဘယ်ထဲလုပ်မလဲဆိုရင်ဒီ run method ထဲမှာလုပ်မယ် anonymous inner class နော်ဒီ new run able interface ကိုပေါ့ okay အဲ့ဒီကညာကျွန်တော်နော်ဒီ thread 1ကိုစတင်ဖို့အတွက်ကျွန်တော်ဘာရေးရမလဲဆိုရင် t1.start start လို့ရေးလိုက်ပြီအဲ့တော့ကျွန်တော်စိတ်ထင်ပေါ့ဒီ thread ကြီးအလုံးလုပ်ပြီးတဲ့အခါကျမှ count ရဲ့တန်ဖိုး
ပြပေးမယ်လို့ထင်လိုက်မယ်အဲ့တော့ကျွန်တော် save ပြီးတော့ run ကြည့်မယ်ကောင်းတဲ့တန်ဖိုးခုနလိုပဲ1000ပဲရနိုင်မယ်လို့ထင်လိုက်မယ်မိတ်ဆွေတို့ဒါမှ run ကြည့်ပါ count တန်ဖိုးက0ဖြစ်နေနောက်တစ်ချိန်ပြန် run ကြည့် count တန်ဖိုးက0ပဲဖြစ်နေဘာကြောင့် count တန်ဖိုး0ဖြစ်နေရတော့နော်အဲ့တော့ကျွန်တော်တို့ပြန်စဉ်းစားမယ်ဒီကောင်က main thread အဲ့ main thread ထဲမှာတည်တံ thread တစ်ခုရှိရယ် t1 ဆိုတဲ့ thread အဲ့တော့ကျွန်တော်တို့ဒီ counting ကိုခေါ်လိုက်တာနဲ့ main method က counting ကိုခေါ်လိုက်တာနဲ့နော် thread ကိုစတင်လိုက်မယ်အဲ့လို thread စတင်ပြီးတာနဲ့ thread ပြီးတာကိုသူကမစောင့်နေတော့ဘူး t1.start ဆိုပြီးစတင်ပြီးတာနဲ့သူက sys out တခါတည်း count ရဲ့တန်ဖိုးထုတ်လိုက်အဲ့တော့ဘယ်လောက်ထိအလုပ်လုပ်တာမြန်လဲဆိုရင် main thread ကအလုပ်လုပ်တာနော် t1 ကိုစတင်လိုက်ပြီးတဲ့ပြီးရင်နောက်တစ်ကြောင်းဆင်းတယ် count ရဲ့တန်ဖိုးကိုချက်ချင်းထုတ်ပြတယ်အဲ့တော့ t1 စတင်ပြီးတော့ thread စတင်ပြီးတော့ count ရဲ့တန်ဖိုးချက်ချင်းထုတ်ပြရတဲ့အတွက်ဒီ thread တောင်မှ1000အချိန်1000ပြည့်အောင်မရည်လိုက်ရသေးဘူးသူကချက်ချင်းကိုကောင်းတဲ့တန်ဖိုးထုတ်ပြတယ်အဲ့ဒီတော့အဲ့ဆက်စချင်းမှာဘယ်လောက်ပဲဖြစ်တော့0ပဲဖြစ်တယ်အဲ့တော့ဒီ line နှစ်ကြောင်းကကျွန်တော်တို့ဒီအပေါ် line နဲ့ဒီအောက် line နဲ့အလုပ်လုပ်တာတအားမြန်တယ်မြန်တော့ကြတော့ t1.start ဆိုပြီးစတင်လိုက်တော့မှဒီ thread ကစပြီးအချိန်1000ကြီးမှာအဲ့လိုရည်တဲ့အချိန်မှာသူရည်တာကိုစောင့်မစောင့်နေတော့ဘဲနဲ့ PhD မစောင့်နေဘဲနဲ့เนาะချက်ချင်းကိုကောင်းတဲ့တန်ဖိုးပြလိုက်တယ်အဲ့တော့ကြတော့0ဖြစ်သွားမယ်အဲ့တော့ဒီ stack လောက်တာနဲ့ကောင်းတဲ့တန်ဖိုးပြတဲ့လုပ်ငန်းစဉ်တွေကတပြိုင်နက်တည်းလုပ်သလိုမျိုးကိုဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့t1 ရဲ့တန်ဖိုးက0ပဲဖြစ်နေသေးတာအဲ့တော့ကျတော့ဒီ t1 ရဲ့တန်ဖိုးကိုကျွန်တော်တို့ကပြီးအောင်ရည်တွက်တာဒီ counting ဒီ thread เนาะဒီ thread 1ပြီးအောင်ရည်တွက်မယ် thread 1ပြီးအောင်ရည်တွက်တာကိုစောင့်ကျင်တယ်ဆိုရင်ဘာ method ကိုသုံးရလဲဆိုရင် t1.join ဆိုတဲ့ method ကိုသုံးရတယ်เนาะ join ဆိုတဲ့ method ကိုသုံးတဲ့အခါကျရင်ကျွန်တော်တို့ try and catch လုပ်ပေးရမယ် okay အဲ့ဒါပြီးပြီဆိုတော့ကျွန်တော် save လိုက်မယ်ပြီးရင်ပြန် run ကြည့်လိုက်ပါကောင်းတဲ့တန်ဖိုးက1000ဖြစ်သွားတယ်ဘာကြောင့်တော့ဒီ thread เนาะ t1 ဆိုတဲ့ thread အလုပ်လုပ်တာပြီးတဲ့အထိကိုစောင့်ပြီးတော့ကြာမှ main thread ကဆက်ပြီးတော့အလုပ်လုပ်နေတယ်ပေါ့နော်အဲ့တော့ count တန်ဖိုးကိုထုတ်ပြတော့1000အဲ့လိုမျိုးပဲကျွန်တော်ဒီပုံစံတိုင်းပဲနောက် thread တစ်ခုကိုကျွန်တော်ထပ်ပြီးတော့တည်ဆောက်မယ်ကျွန်တော်ရေးရတာပြင်းတဲ့အတွက် copy ကူးချလိုက်ပြီနော် control shift f နဲ့ format ချမယ် t2 အဲ့လိုမျိုးပဲ t1 ကိုစတင်တယ်လို့မျိုးပဲကျွန်တော်တို့ကဘာကိုစတင်ဖို့လိုလဲဆိုရင် t2 ကိုစတင်ဖို့လိုတယ် t2.start thread ကိုစပြီးတော့ run ခိုင်းပြီအဲ့လိုစတင်ပြီးရတယ် t1 ပြီးတာကိုစောင့်နေတယ်လို့ t2 ပြီးတာကိုလည်းစောင့်နေဖို့လိုတယ်အဲ့တော့ try ထဲမှာပဲ t2.join okay အဲ့ကညမိတ်ဆွေတို့ထင်တာကဒီ count ရဲ့တန်ဖိုးကဒီ t1 ကလည်းအချိန်1000ကြီးမှာဖြစ်တဲ့အတွက်1000ဖြစ်သွားမယ် t2 ကလည်းအချိန်1000ကြီးမှာဖြစ်တဲ့အတွက်1000ဖြစ်သွားမယ်အားလုံးပေါင်းအချိန်2000ဖြစ်သွားမယ်လို့မိတ်ဆွေတို့ထင်လိမ့်မယ် count ရဲ့တန်ဖိုးက2000ရမယ်လို့ထင်လိမ့်မယ်အဲ့တော့ save မယ် run ကြည့်မယ်တကယ်ရောရရဲ့လား okay count ရဲ့တန်ဖိုးက15000ထဲမှာ58ပဲရတယ် okay ဒါဆိုရင်ကျွန်တော်နောက်တစ်ခေါက်ထပ် run ကြည့်မယ်11000ထဲမှာ142ပဲရတယ်13000ထဲမှာ356ပဲရတယ်ဘာကြောင့်အဲ့လိုဖြစ်တာတော့ count ရဲ့တန်ဖိုးကကျွန်တော်တို့ကနော် looping အချိန်တကယ်2000မပတ်လို့လား thread 1က1000ပတ်ရမယ် looping ကို तू မပတ်လို့လား thread 2ကရော1000အချိန်1000 looping ပတ်ရမှာပြည့်အောင်မပတ်လို့လားမဟုတ်ပါဘူး thread 1ကို thread 2ကိုအချိန်1000စီပြည့်အောင် looping ပတ်ကြပါတယ်ဒါပေမဲ့ဘာပြဿနာတက်လဲဆိုသူတို့ thread နှစ်ခုကတပြိုင်နက်တည်းအလုပ်လုပ်နေတာကိုကျွန်တော်တို့မေးလို့မရဘူးတစ်ခုပြီးမှတစ်ခုလုပ်တာမဟုတ်ဘူးတပြိုင်နက်တည်းအလုပ်လုပ်တာအဲ့တော့ကြာ thread 1အလုပ်လုပ်နေတဲ့အချိန်မှာ thread 2ကလည်းတပြိုင်နက်တည်းအလုပ်လုပ်နေတယ်အဲ့တော့ thread 1ကဒီကောင်းရဲ့တန်ဖိုးကို0ကိုလှမ်းယူလိုက်တဲ့အချိန်မှာပဲ thread 2ကလည်းဒီကောင်းရဲ့တန်ဖိုးက0ကိုလှမ်းယူလိုက်တယ်0ကိုလှမ်းယူပြီးတော့ increment လုပ်တဲ့ count plus plus ဆိုပြီး increment လုပ်လိုက်တယ် thread တန်ဖိုးက count တန်ဖိုးက1ဖြစ်သွားတယ်အဲ့လိုမျိုးပဲဒီကောင်ကလည်း0ကိုယူပြီး increment လုပ်လိုက်တဲ့အတွက်1ဖြစ်သွားတယ်အဲ့တော့ဒုတိယတစ်ခေါက်ဆိုရင်ကြတော့လေ तू ကနော်ဘာဖြစ်တော့1တန်ဖိုးကိုလှမ်းယူပြီး increment လုပ်တယ်2ဖြစ်သွားတယ်အဲ့တော့ဒီကောင်2အဖြစ် auto count plus plus ကိုcount ရဲ့တန်ဖိုး increment လုပ်တာကိုပြီးအောင်စောင့်နေမှာလား thread 2ကမစောင့်နေဘူးခုန1ကြီးကိုပဲ तू ကထပ်ယူလိုက်တယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ဟာဒီ count ဆိုတဲ့ variable လေးကိုဗျိုင်တူယူပြီးတော့ increment လုပ်နေတာဖြစ်တဲ့အတွက်တစ်ခုကယူပြီး increment လုပ်နေတဲ့အချိန်မှာ thread နောက်တစ်ခုကစောင့်မနေဘူး तू ကလည်းချက်ချင်းလမ်းယူပြီး increment လုပ်တယ်အဲ့တော့ကျတော့သူတို့နှစ်ခုကတစ်ခါတလေကျရင်တချို့အခြေအနေမျိုးတွေမှာကျရင်ဗျိုင်တူယူပြီးတော့ auto increment လုပ်လိုက်တဲ့အတွက်
တစ်ခုပြီးအောင်မဆောင်နေတဲ့အတွက်ကောင်းရဲ့တန်ဖိုးကတိုးသွားတာမတိုးခြင်းခင်မှာသူကယူလိုက်တာအဲ့တော့တုံညကိုလည်းနှစ်ယောက်စလုံးတစ်ပြိုင်နက်တည်းတိုးတယ်လို့ဖြစ်တာဥပမာပေါ့thread 1ကပုံမှန်ဆိုရင်တုံညကို1လို့တိုးလိုက်တယ်ဆိုရင် thread 2က1ကို2လို့တိုးရမှာအဲ့လိုမျိုးဖြစ်ရမှာအဲ့လိုမဖြစ်ဘဲနဲ့ thread 1ကတုံညကို1လို့တိုးလိုက်တယ်အဲ့လိုမျိုးပဲ thread 2ကလည်း looping ပတ်တဲ့အချိန်မှာတုံညကို1လို့တိုးလိုက်တယ်ဘာဖြစ်လို့လဲသူတို့ကတစ်ပြိုင်နက်တည်းအဲ့လိုလုပ်လို့ဖြစ်သွားနော်အဲ့တော့တယောက်ကယူပြီးတော့ increasement လုပ်နေတဲ့အချိန်တယောက်ကစီကန်းရှိရှိနဲ့စောင့်နေမယ်ဆိုရင်တော့ဒီပြဿနာမဖြစ်ဘူးကောင်းတဲ့တန်ဖိုးကလည်း2000အထိရနိုင်မယ် okay အဲ့ဒီပြဿနာကိုကျွန်တော်တို့ရှင်းဖို့အတွက်ပြီးခဲ့တဲ့သင်ခန်းစာမှာသုံးခဲ့တဲ့ volatile keyword ကိုကျွန်တော်တို့သုံးကြည့်မယ်နော် save မယ် run မယ်မရပါဘူးဒီပြဿနာကမရှင်းသွားဘူးဘာဖြစ်လို့လဲဆို volatile keyword ကတယောက်က increment လုပ်တဲ့ဟာကိုတယောက်ကမမြင်ရတဲ့အခြေအနေမျိုးမှာသုံးတာအခုကမမြင်ရတာမဟုတ်မြင်ရတယ်နှစ်ယောက်စလုံးကဒီ variable ကိုမြင်နေရတယ်ဒီ count ကိုမြင်နေရတယ်တယောက်ကတိုးလိုက်ရင်လည်းတယောက်ကမြင်ရတယ်ဒါပေမဲ့ပြဿနာကသူတို့ကနှစ်ယောက်လူပြီးတော့အလုပ်လုပ်နေတာဖြစ်တဲ့အတွက်တယောက်က100ရောက်သွားပြီဆိုအဲ့100ကို101အဖြစ်တိုးတာကိုမဆောင်နေဘူးအဲ့100ကိုပဲဟိုကောင်ချက်ချင်းယူပြီးတော့ auto increment လုပ်တယ်အဲ့တော့နှစ်ယောက်စလုံးက100ကိုတစ်ပြိုင်နက်တည်းတိုးသလိုဖြစ်နေအလုပ်ကတော့နှစ်ယောက်စလုံးလုပ်တယ်အချိန်1000ပြည့်အောင်လုပ်တယ်ဒါပေမဲ့ count ကကြတော့2000မဖြစ်သွားဘူးเนาะโอเคเนาะမိတ်ဆွေတို့နားလည်မယ်လို့တော့ထင်တယ်အဲ့တော့ကျွန်တော်တို့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ကဘာသုံးရလဲဆိုရင် volatile keyword မသုံးရဘူးတယောက်လှုပ်နေတဲ့အချိန်မှာတယောက်ကခဏ wait เนาะခဏစောင့်နေဖို့လိုတယ်အဲ့လိုစောင့်နေဖို့အတွက်ကျွန်တော်တို့ရဲ့ဒီ variable ကို lock ချထားဖို့လိုတယ်အဲ့လို lock ချဖို့အတွက်ကျွန်တော်တို့က synchronize ဆိုတဲ့ keyword ကိုသုံးတယ် variable မှာမသုံးဘူးကျွန်တော်က method မှာသုံးတယ်အဲ့တော့ကျွန်တော် method တစ်ခုတည်ဆောက်လိုက်တယ်เนาะကျွန်တော် method ရဲ့နာမည်ကို muvlic public void void ပြီးခါကျရင် increment increment method ရဲ့နာမည် increment လို့ပြောတယ်increment ဆိုတဲ့ method က count ကို plus လုပ်တယ် okay เนาะပြီးခါကျတော့ကျွန်တော်ဒီမှာ count plus လို့မပြောတော့ဘဲနဲ့ကျွန်တော်ကဘာကိုခေါ်လိုက်မလဲ increment ဆိုတဲ့ method ကိုခေါ်မယ်လိုမျိုးပဲဒီနေရာမှာလည်း increment ဆိုတဲ့ method ကိုခေါ်မယ်ဘာထူးခြားသွားပြီတော့ဘာမှတော့မထူးခြားသေးဘူးဘာဖြစ်လို့လဲဆိုတော့เนาะ count plus ကိုဒီထဲမှာတစ်ခါတည်းဒီ looping ထဲမှာတစ်ခါတည်းတိုးတာနဲ့ method ကိုခေါ်ပြီးတိုးတာနဲ့အဲ့ဒါပဲကွာသွားသေးတယ်ဘာမှထူးခြားအောင်မဟုတ်သေးဘူး okay run ပြီဒီမှာ14000ကျော်ဖြစ်တယ်အမြဲတမ်း2000ကွက်တိမရတော့ဘူးဗျာနော်အဲ့လိုမျိုးနှစ်ယောက်စလုံးကဗျိုင်းတူဘယ်အောင်တော့ဒီ count ကိုเนาะသုံးနေတဲ့အချိန်မှာတယောက်ကသုံးနေတဲ့အချိန်မှာခေါ်ပြီးတော့ increment လုပ်နေတဲ့အချိန်မှာတယောက်ကခဏ wait နောက်ထပ် thread နောက်တစ်ခုက wait လုပ်နေဖို့အတွက်ကျွန်တော်ကဘာသုံးရလဲဆိုရင်ကျွန်တော်ရဲ့ဒီ increment ဆိုတဲ့ method ကို synchronize keyword သုံးပေးရတယ်เนาะပြီးရခါကျရင်ကျွန်တော် save မယ်ပြီးရင်ကျွန်တော်ပြန် run ကြည့်မယ်2000ရတယ်ပြီးနောက်တစ်ခေါက်ပြန် run ကြည့်မယ်2000ပဲနောက်တစ်ခေါက်ပြန် run ကြည့်မယ်2000ပဲဖြစ်တယ်ဘာလို့2000ဖြစ်လဲဆိုတော့သူတို့က sequence ရှိနဲ့အလုပ်လုပ်သွားပြီတယောက်က thread 1ကနော်တုံညဆိုတဲ့တန်ဖိုးကို1လို့တိုးနေတဲ့အချိန်မှာ thread 2ကအဲ့တုံညဆိုတဲ့တန်ဖိုးကို1လို့ထပ်မတိုးတော့ဘူးမယူဘူးအဲ့1လို့တိုးပြီးတဲ့အခြေအနေအထိကိုစောင့်တယ်စောင့်ပြီးတော့ thread 2ကအဲ့1ဆိုတဲ့တန်ဖိုးကို2လို့တိုးတယ်အဲ့ thread 2က1ဆိုတဲ့တန်ဖိုးကို2ဖြစ်အောင်တိုးတဲ့အချိန်မှာလည်း thread 1ကပြန်ပြီးတော့စောင့်တယ်1တန်ဖိုးကိုချက်ချင်းကောက်ယူပြီးတော့မတိုးအဲ့ thread 2က1တန်ဖိုးကို2ဖြစ်အောင်တိုးနိုင်ပြီဆိုရင် thread 1ကပြန်ပြီးတော့2တန်ဖိုးကို3ဖြစ်အောင်ပြန်တိုးအဲ့တော့သူတို့ကနှစ်ယောက်စလုံးတိုးတယ်ဒါပေမဲ့တစ်ယောက်ကတိုးနေတယ်ဆိုရင်ဒီ count ဒီ variable count ကိုသုံးနေတယ်ဆိုရင်နောက်တစ်ယောက်ကမသုံးတော့ဘူးခဏလေးမသုံးတော့ဘူးဆိုတာခဏလေးရက်ဆောင်နေတယ်နော်အဲ့လိုမျိုး variable တွေနှစ်ခုနော် share ဒီ variable count ဆိုတဲ့ variable လေးကိုဘယ်သူက share လုပ်ပြီးသုံးတာလဲဆိုရင်နော် thread 1နဲ့ thread 2က share လုပ်ပြီးသုံးနေတယ်အဲ့လို share လုပ်ဆိုတာမျှဝေပြီးသုံးနေတဲ့အခါမျိုးကတစ်ယောက်သုံးနေတဲ့အချိန်တစ်ယောက်ကစီကန်းရှိစောင့်နေတယ်အဲ့ဒါကိုကျွန်တော်တို့ကဘာသုံးလိုက်လို့တော့ synchronize ဆိုတဲ့ keyword ကိုသုံးလိုက်လို့ synchronize keyword ကိုမသုံးဆိုရင်တို့ကနှစ်ယောက်စလုံးဗျိုင်းတူယူပြီးတော့အလုပ်လုပ်နေမှာဖြစ်တဲ့အတွက်ကောင်းတဲ့တန်ဖိုးက2000အထိမရောက်သွားဘူးဖြစ်နေမယ်โอเคเนาะအဲ့တော့မိတ်ဆွေတို့ဒီသင်ခန်းစာကိုနားမလည်မယ်လို့တော့ထင်ပါတယ်ဒီသင်ခန်းစာမှာကျွန်တော်သင်သွားတာ synchronize keyword ကိုအသုံးပြုတဲ့ပုံစံသင်သွားတာဖြစ်ပါတယ်
အဲ့တော့ကျွန်တော်တို့ variable တွေကိုမျှဝေသုံးစွဲတဲ့အခါမှာဖြစ်တတ်တဲ့ပြဿနာတွေပြီးခဲ့တဲ့တုန်းကသင်ခန်းစာနှစ်မှာတော့ volatile keyword ကိုသုံးတယ်အခုဒီသင်ခန်းစာသုံးမှာကြတော့ကျွန်တော် synchronize keyword ကိုသုံးတယ် synchronize keyword ကို method တွေမှာသုံးတယ်ဒီသင်ခန်းစာတော့ဒီလောက်ပါပဲမိတ်ဆွေတို့အားလုံးနားလည်မယ်လို့တော့ထင်ပါတယ်ကျွန်တော်ဒီသင်ခန်းစာဒီမှာပဲရပ်တော့ပါအားလုံးပဲအဆင်ပြေကြပါစေ